ဒါပေမဲ့ရုတ်တရက်ဆိုလိုပဲမိခိုးတွေရောက်လာခဲ့ပြီးလူတစုစီမှာကယ်တင်ခံလိုက်ရပါတယ်ဒီအဖွဲ့ကတော့မြို့တော်အပိုင်းရှင်ကိုစန့်ကျင်တဲ့သူတွေဖြစ်ပြီးခေါင်းဆောင်ရဲ့နာမည်ကတော့ Groza ပါအဖွဲ့ရဲ့နေရာကတော့မြို့ပြည်မှာရှိပြီးမြို့တော်ဝင်ရဲ့မနာစီကမြို့အတွင်းမှာတက်ရတာကြောင့်အပြင်မှာဆိုသူတို့အတွက်အနေရမရှိပါဘူးအာဆာဂါကီတို့လည်းလာရတဲ့အကြောင်းကိုပြောပြလိုက်ပြီး Groza တို့အဖွဲ့နဲ့ပူးပေါင်းလိုက်ပါတယ်လိုဂျီကတော့တခြားမျိုးကိုမပြောင်းပဲဘာလို့ဒီမှာနေနေရလဲလို့မေးလိုက်ပါတယ်တကယ်တော့ဒီမျိုးကသူတော်တော်များများတခြားမျိုးကိုပြောင်းသွားကြပြီးမျိုးကိုအရင်လိုပြန်စီကောင်းအောင်လုပ်ချင်တဲ့သူတွေကသာဒီရင်အားတွေမပြောင်းတာပါအာဆာဂါကီကတော့အရင်ကသူနေခဲ့တဲ့မျိုးလေးကိုတော့ပြန်မှတ်ရသွားပြီးသူလည်းဒီခံစားချက်ကိုနားလေတာကြောင့်အတက်အဆုံးကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မျိုးတော်ဝင်ရဲ့အနာကိုလည်းနဲ့ချီကပ်လို့မြင်လာကြောင်းနေတဲ့တစ်တွေကိုစဉ်းစားနေကြပြီးအာဆာဂါကီကတော့ခီဆူနာခိုင်ကနဲ့ပြစ်ချင်ပေမဲ့အခက်မသိတမျိုးလုံးပြကြသွားနေပါတယ်ဗီဒီယိုကတော့နေတဲ့တစ်ခုကိုစဉ်းစားမိပြီးအဲ့ဒါကတော့လိုဂျီနဲ့အာဆာဂါကီကိုကြောင်းချက်ကတက်ခိုင်းတာပါဒါပေမဲ့ထင်သလားမလွယ်ကူပဲနှစ်ယောက်လုံးကလုံးဝမတည့်ကြပါဘူးထဲဒီဒီနာကတော့လိုဂျီကိုချော်ပေးဖို့ပြောပြီးတကယ်တော့နှစ်ယောက်သားအဆင်ပြေပေါင်ပေါ်မှာလည်းအိတ်ခိုင်းမယ်လို့ပြောတာကြောင့်လိုဂျီလည်းရံမဖြစ်ချင်တော့ပါဘူးထဲဒီဒီနာကဒီလိုကိစ္စတွေမဖြစ်ခင်ကတည်းကဗီဒီယိုနဲ့တွေ့ချင်နေခဲ့ရလို့ပြောပါတယ်ဗီဒီယိုရဲ့အဖြစ်ဆုံးသွားတဲ့အချိန်ကတည်းကတော်ဝင်မိသားစုကိုမှတ်တမ်းဆက်တင်ပြခဲ့တဲ့အကြောင်းကိုထဲဒီဒီနာကအမြဲဖတ်နေခဲ့ပြီးအဲ့ဒါကြောင့်တချင်တော့တွေ့ရင်နေခဲ့ရပါရေချိုးပြီးပြန်မှာတော့အာဆာဂါကီနဲ့တွေ့ပြီးမနာမရှိဘဲတက်တာတော့ဒီလောက်ထိကျန်းနေရအာဆာဂါကီကိုချီးကျူးနေပါတယ်အာဆာဂါကီကတော့မနေ့ပြန်မြို့တော်ဝင်ရဲ့ဆိုင်တီလိုက်ခဲ့မလို့လားလို့မေးပြီးထဲဒီဒီနာကသူတယောက်တည်းလုံးနိုင်နေတာဝင်တစ်ခုချီလို့လိုက်ခဲ့ချင်တာပါအာဆာဂါကီကတော့အနေရများတာကြောင့်မလိုက်ခိုင်းစေချင်ပဲထဲဒီဒီနာကတေဖို့စီစဉ်မရှိတာကြောင့်သူ့ကိုကောက်ဝယ်ပေးပါအောင်လို့ပြောလိုက်ပါတယ်ဒါပေမဲ့လိုဂျီကတော့သူတို့ပြောနေတာကိုခုနထောင်နေခဲ့ပြီးအာဆာဂါကီရေသားချိုးတဲ့အချိန်မှာသူ့ရဲ့ဘုံပလိတ်ပြောင်းယူလိုက်ပါတယ်နောက်နေ့မနက်ပါတော့အာဆာဂါကီနဲ့လိုဂျီမြို့တော်ဝင်စီရောက်နေခဲ့ပြီးတိုက်ဖို့လုပ်တဲ့အချိန်မှာသူ့ရဲ့ဘုံပလိတ်ပြောင်းနေမှသိတာပါအဲ့ဒါကြောင့်အနောက်ကနေတဲပုံးနဲ့ထောင်းခံလိုက်ရပြီးရေကန်နဲ့ပြုတ်ကျသွားပါတယ်။ကြောက်တဲ့ကြံငယ်လိုကြီးကတော့တားရဲ့နှကောင်သူ့ရဲ့အဆန်းဆုံးဓာတ်ရိုက်နဲ့ပုံပြောင်းတက်ခိုက်တော့မှာပါ။အာဆာဂါကီရဲ့အတွေ့အထဲမှာတော့အဖြူအောင်ဆန်နယ်ရှိတဲ့ကောင်မလေးနဲ့စကားပြောနေခဲ့ပြီးသူမရဲ့နာမည်ကိုပြောပြမဲ့အချိန်လူထလာခဲ့ပါတယ်။ယူရီယာကတော့ကိုသားရင်မွန်နဲ့အာဆာဂါကီကိုအကောက်ပတိဖြစ်အောင်လုပ်နိုင်ပေမဲ့အသက်ပြန်ရှူအောင်လုပ်ရဖို့ကတော့သူ့ရဲ့ပါဆက်ကိုသုံးမရမှာပါ။ဒါပေမဲ့ရိုးသားကြိုးစားတဲ့အာဆာဂါကီကဘာမှမသိပဲလူကြီးရဲ့အခြေအနေကိုပဲမေးနေတာကြောင့်ရီဒီယိုလည်းဒေါသထွက်သွားပါတယ်။အဲ့အချိန်ထဲဒီဒီနာကတော့အစီအစဉ်ကြံချောင်းလာကြောင့်နောက်ပြန်ဆုပ်ဖို့ပြောပြီးလူကြီးကတော့သူတယောက်တည်းနဲ့နိုင်တာကြောင့်ဓာတ်တွေကိုပုံများကောင်တားရဲတွေကိုရှင်းထုတ်လိုက်ပါတယ်လူကြီးရဲ့စိတ်ထဲမှာတော့လွန်ခဲ့တဲ့နှစ်တွေတုန်းကသူတယောက်တည်းရှိနေချိန်ထဲဒီဒီနာကစကားလာပြောပါတယ်လူကြီးကိုမြင်မြတဲ့ဓာတ်ကိုကင်ကသူ့ရဲ့သူအကောင့်အနေနဲ့နေပေးဖို့ပြောပြီးအကြောင်းရင်းကတော့မန်နာမရှိတဲ့လူကြီးကမန်နာဆုပ်ယူတာများနဲ့ဓာတ်နဲ့ဆိုဘာမှအနေရမဖြစ်ပဲအဆင်ပြေတာကြောက်ပါထဲဒီဒီနာကတော့စကားလုံးလာလေးနဲ့လူကြီးရဲ့စိတ်ကိုဖမ်းထားလိုက်ပြီးအဲ့အချိန်ကလေးကသူမရဲ့သူရဲ့ကောင်ဖြစ်သွားခဲ့ပါတယ်လက်ရှိအချိန်မှာတော့သူ့ရဲ့ဓာတ်နဲ့တားရဲကောင်တွေကိုရှင်းနေခဲ့ပြီးသူမသိတဲ့နေရာတစ်ခုကတော့မင်းသမီးလေးမှာအကာအကွယ်မဲသွားခဲ့တာပါအဲ့ဒါကြောင့်သူမကစားလူကြီးကဝန်ကပေးခဲ့ပြီးအဲ့အချိန်မှာပဲအာဆာဂါကီနဲ့ဗီဒီယိုတော့ရောက်လာခဲ့ပါတယ်ဗီဒီယိုကတော့သူ့ရဲ့မော်နဲ့ခဏတာကာယံလိုက်ပြီးလူကြီးကစကားပြောတဲ့အချိန်အာဆာဂါကီရဲ့ဘုံပလိတ်ကျလာခဲ့ပါတယ်အာဆာဂါကီကတော့ပါရင်ညပုံစံပြောင်းချင်သူလားလို့မေးပြီးသူ့ဘာသာလို့စကားများနေပါတယ်လူကြီးကတော့သူ့ရဲ့သူရဲ့ကောင်းနေရအောင်အာဆာဂါကီကိုမပေးရင်တဲ့အကြောင်းဝန်ခံလိုက်ပြီးထဲဒီဒီနာကတော့သူ့ရဲ့တဦးတည်းသောပတ်တော်သားဖြစ်တဲ့လူကြီးကိုအမြဲတမ်းသူရဲ့ကောင်းအဖြစ်နဲ့ထားမှာပါလို့ပြောပါတယ်အဲ့ချိန်အကာရလည်းပျက်စီးသွားခဲ့ပြီးညောင်သားပူပေါင်းကတားရဲကြီးတွေကိုဂျူကိုတောက်ကနေချိန်မိုးလိုက်ပါတယ်မြို့တော်ကိုခြုံသွားတဲ့အချိန်မှာတော့မန်နာဆေးကကြီးထွားလာခဲ့ပြီးအာဆာဂါကီတို့လည်းတပြေးလာခဲ့ပါတယ်မန်နာဆေးကတော့ကြီးတဲ့ကြီးတာပြီးမြို့တော်ပြည်စုံကိုဖျက်ဆီးပြတော့မှာပါ